မြန်မာနိုင်ငံအတွင်းရှိမှတ်သားစရာများတပတ်တည်းမြန်မာနိုင်ငံအတွင်းစတင်ခဲ့တဲ့ရှစ်ခေတ်မြို့ပြများတကောင်းဘီနိုဟန်လင်းတရခတရာဝေတာလီတူဝနဘူမိနှင်းမြန်မာမင်းဆက်များပထမတကောင်း33ဆက်ဒုတိယတကောင်း18ဆက်တရခတရာမင်းဆက်29ဆက်ပကံမင်းဆက်58ဆက်ပင်တရမင်းဆက်6ဆက်စကိုင်းမင်းဆက်9ဆက်အင်းဝမင်းဆက်18ဆက်တောင်ငူမင်းဆက်40ဆက်ဟန်တာဝရီမင်းဆက်17ဆက်ညောင်ရမ်းမင်းဆက်17ဆက်ကုန်းမောင်မင်းဆက်17ဆက်3မြန်မာနိုင်ငံရဲ့ပထမဆုံးမင်းကောင်းအပိယာစာ4ရုပ်ပါတော်အများဆုံးရှိတဲ့စီဒီမွန်ကြီးတန်ပုတ်တွေ9,82,259 5မြန်မာပထမဆုံးသောမြို့တော်ပကံအနော်ရထားမင်းတီထောင်ခဲ့တယ်6မြန်မာပထမဆုံးဒေါက်တာမွန်လူမျိုးဒေါက်တာရှော်လူ1839 1929 9မြန်မာနိုင်ရင်ဝင်များဂလောင်ဥစောဥပုဒေါက်တာဘာမော်စာချေအေမောင်ကြီး10မြန်မာနိုင်ငံရဲ့အမြင့်ဆုံးတောင်ခကာပူရာစီတောင်1996ပေ9စစ်တောင်းတူးမြောင်းရဲ့အရှိ38မိုင်10တွန်တေးတူးမြောင်း22မိုင်17မြမပထမဦးဆုံးကုလသမဂ္ဂအတွင်းရေးမှူးဦးတန့်1900ခွန်ဇန်နဝါရီ2ရက်နေ့မှာဝေဖွာ1984နိုဝင်ဘာ25မှာကွယ်လွန်12မြမပထမဦးဆုံးဗန်တထေးရခိုင်လူမျိုးဦးရဲကျော်သူ1833ကနေ1910 13မြမပထမဦးဆုံးသောခရစ်ယာန်သာသနာပြုယူသတန်1988ဩဂတ်ကို USA နိုင်ငံမက်ဆာချူဆက်ပြည်နယ်မော်ရယ်မြို့မှာမွေးဖွား12ဧပြီ1850အမေရိကန်ကိုအပြန်သင်္ဘောပေါ်မှာကွယ်လွန်73မြန်မာပထမဦးဆုံးသောခရစ်ယာန်ဘာသာဝင်ဦးနော်1919ဂျွန်29 14မြန်မာပြည်ရဲ့ထင်ပေါ်ကျော်ကြားတဲ့တင်သုံးတင်နန်းတော်ရှင်ဆရာတင်တဟာရဆရာတင် YMP ဆရာတင်15မြန်မာပထမဦးဆုံးကာလာပေါ်ဝိထုရေးသူဂျိမ်းစ်လာကျော်1866ဂျွန်27မှနိုဝင်ဘာ19 1919ဝိထုအမည်မောင်ရမောင်မတ်မယ်မ16မြန်မာပထမဦးဆုံးအမျိုးသမီးပါတီပေါင်ဘောခအမေတော်19မြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့သမုဒ္ဒရာအိန္ဒိယသမုဒ္ဒရာ18မြန်မာနိုင်ငံအတွင်းတောင်မမြောက်စီးဆင်းနေသောမြစ်များတောင်ရဲမြစ်ဂျိုင်းမြစ်အတရံမြစ်မြစ်တာမြစ်ဇော်ကြီးမြစ်အတရံမြစ်19မြန်မာနိုင်ငံရဲ့အကြီးဆုံးရှီအိုင်အင်းတော်ကြီးအိုင်ကချင်ပြည်နယ်20မြန်မာမျိုးရများရဲ့ရှေးဟောင်းအမည်အခေါ်ရတနာသိန်းခီရတနာသိန်းကရှေဘဝေဘာရဝေပုံလာကြောက်စဲအရှိယိုဝေတာလီမြတ်ဦးအနီးဝိမနုဗိတ္တနိုးတောင်တွင်းကြီးအရှိတလဝတီချင်းတွင်းမြစ်တာကေတာရှန်ကုန်တာခရစောအနီတာယာဝတီ30အနီတိရိခတရာမောဇာတိရိပစ္စယပကံအနီတိတ်ကုတ်တရာရွှေတကုံကုန်းတော်တုနာပရဏအေယာဝတီမြစ်အမြောက်ဖက်တုတဝဝရီတထုံတုဝနဘူမိတိုက်ကလာအယက်သမဝင်ကတင်ကက်တနာရတကောင်းဟရိပုစမောပြည်နယ်ထိုင်းဟန်သာဝရီပဲခူးအမရပူရတောင်မြို့အရိမတနပူရပကံအတိတစ္စနရန်ကုန်အလကပစကိုင်းအနီအာလာဝတီမြကြီးတောရတိပဲခူးဥက္ကလာပရန်ကုန်ကန်တာရရတီကယာကမ္ဘောဇရှမ်းကုတိနာကရပသိကေတုမရီတောင်ငူကီလာတတောင်ကျိုက်တို့ဘီလင်းတောင်ဘက်ဂေါတန်ပီကျိုးပင်ညောင်ရွှေမြောက်ဘက်ခေမရထကျိုင်းတို့ခောတန်တီမြင်းမြေရှေဘော်နီခတိယအေအော်ရီမြို့ဝကျွန်းပေါ်ကန္နရာစိတ်ကချင်ပြည်နယ်စေတုတ်တရာစလဲအနောက်ဘက်စိနာရထအချင်းပြည်နယ်စန္ဒပူရမဏိပူရဘက်နယ်ဆက်စံပါနာကရတပိတ်ချင်းမြောက်ဘက်ဇေယဝေါကနတောင်ငူနယ်ဇေယပူရ
စကိုင်းဇောတိနုခရကျိုင်းဟုံကြီးစီစွမ်းပနာလူ12နေတထဒေတာခန်း6မြေပကံနေတပတိပအေယော်ရီမြောက်ပိုင်းတညဝရီမြောက်ဦးဒုထဝရီဒုထဝရီမြင့်ငယ်ဒွာရဝတီတန်တွင်နဂရာစာနဂရဲပစာလရဲတကောင်ပထမနဂရမကွေးတောင်ဘက်ပောက်ကရဝတီရန်ကုန်မဟာနဂရမွန်ငယ်မေဆခီရိချင်းတောင်တန်းမေဃဝတီမန်အောင်မေထီလာရခပူရတထုံယောနကယောရတနာပူရအင်းဝရတနာဘုံမန္တလေးရာဇကြိုကကလေးအနီးရမညထေဝမွန်ပြည်နယ်ရမဝရီရန်ပြေ